အသက်40မကျော်ခင်မှာဒူးတွေကျိုးပြီးမနာချင်မှုဆိုရင်ဒီဗီဒီယိုကိုလုံးဝကြော်မသွားနဲ့နော်ငါကတော့အသက်45နဲ့ရှိပြီးဖြစ်တယ်မင်းရဲ့ဒူးစလေးပါငါဘာလို့ဒီလောက်တောင်နာချင်နေရတာလဲဆိုတော့ဆရာဝန်တွေမပြောပြတဲ့အကြောင်းအရာတွေကိုဝန်ခံချင်ပါတယ်ငါရဲ့80ရာခိုင်နှုန်းကိုရေရက်တွေနဲ့ဖွဲ့စည်းထားတာပါဒါပေမဲ့အသက်45ကျော်လာရင်ရေရက်တွေအမြန်ဆုံးရှုံလာတယ်ရေရက်ခန်းသွားတဲ့အခါငါရဲ့အခုခံလေးတွေပျောက်သွားပြီးအယိုးတွေတစ်ခုနဲ့တစ်ခုပုတ်တိုက်မိလာတယ်အဲ့ဒါကမနေ့တိုင်းမင်းခံစားနေရတဲ့နာကျင်မှုပဲငါတို့ကတော့တကြားနဲ့စီကြောစားတွေပါငါတို့ကိုစားလိုက်တိုင်းမင်းရဲ့အစစ်တွေကိုရောင်ရမ်းစေပြီးရက်အတော်ကြာနာကျင်ကြိုက်ခဲစေတယ်တချို့အစားအစာတွေစားပြီးရင်ဒူးပိုနာတာငါတို့ကြောင့်ပဲလေငါကတော့အချိန်ကာလပါအသက်48နှစ်ကျော်တာနဲ့မင်းရဲ့ကောလိုဂျင်100ခိုင်နှုန်းကိုနှစ်တိုင်းငါခိုးယူတယ်အသက်50ရောက်တဲ့အခါမင်းရဲ့အစစ်အခုခံ80ရာခိုင်နှုန်းကိုငါယူသွားပြီဒါကြောင့်မင်းအရင်လိုပြန်မတန်းဆွမ်းနိုင်တော့တာပေါ့ကျွန်တော်ကတော့ Omega 3ပါတင်းအစစ်တွေအတွက်မိသက်သမားပေါ့နေ့စဉ်လုံလောက်အောင်တောက်ပြီးရင်10ပတ်အတွင်းရောင်ရမ်းမှုကို90ရာခိုင်နှုန်းအထိလျှော့ချပေးနေပါတယ်ကျွန်တော်ကတော့ရေးပါအစာမစားခင်မိနစ်30အလိုမှတောက်ပြီးရင်အယိုးနုတွေစီတိုက်ရိုက်သွားပြီးအခုအခါဒီကိုပြန်လဲဖြည့်တင်ပေးပါမယ်ဒီနေ့ကိုရေ8ခွက်တောက်ရုံနဲ့ဒူးနာတာကို40ရာခိုင်နှုန်းတက်တာစေတယ်ငါတို့ကတော့နနွေးနေငရုတ်ပေါင်းမယ်ပါငါတို့နှစ်ခုပေါင်းလိုက်တော့အကွက်ခဲပျောက်စေးလို့စွမ်းအပြေသွားတယ်ဒါပေမဲ့အစာအိမ်ကိုတော့မထိကြိုက်စေဘူးနေ့စဉ်ပမာဏမှန်မှန်သုံးပြီးရင်အစစ်မီရောင်ရတော့အမချီမှုကို98ရာခိုင်နှုန်းအထိရှော့ချပေးနိုင်ပဲငါဒူးနာအစစ်နာတာတွေကိုတိုက်ဖြတ်လာတာနှစ်ပေါင်း4000ရှိပြီအမှန်တရားတော့ဒါပဲမနေ့စာစားတိုင်း Omega 3တောက်ပါရေကို2နာရီကြာတစ်ခါတောက်ပါပြီးတော့တစ်နေ့နှစ်ချိန်နနွင်းကိုထည့်စားပါ3ပတ်အတွင်းမှာငါနာကျင်တာတွေရက်သွားလိမ့်မယ်10ပတ်ကြာရင်တော့ငါဒူးနာနေအရှိမှန်းတော့မမြင့်သွားလိမ့်မယ်နေ့စဉ်ကျမ်းမာရေးဘ ഹു တုတာတွေအတွက် follow လုပ်ထားဖို့မမေ့နဲ့နော်